ပိုင်းဆက်တဲ့မှာတေမင်းကျစရိသလူသက်သမား၄ယောက်ကိုဆလာကထောင်ကားလွတ်အောင်လုပ်ပေးခဲ့ပြီးအဲ့ဒီ၄ယောက်ကတော့ဂျေရကျေးသားတွေကိုလိုက်တက်နေပါတယ်မြေအောက်ခန်းတစ်ခုမှာတော့ဒန်းကကျေးသားတွေကိုတက်နေပြီးနောက်ဆုံးတစ်ယောက်ကိုအပေါက်တွေဖောက်ကတက်ခဲ့ပြီးတေကာနီးအချိန်မှာလူတွေဖြစ်သွားတဲ့မျက်နှာကချစ်ဖို့ကောင်းကြောင်ပြောနေပါတယ်အပတ်ကတော့အခန်းတစ်ခုတွေကကျေးသားတစ်ယောက်ကိုကျိုးတွေရစ်ခပိုင်ပိုင်ဖြတ်တက်ခဲ့ပြီးနေရာတွေကိုစီနေတဲ့အချိန်စာအုပ်စင်ကစာအုပ်တော့ပျောက်နေတာကိုသတိထားမိခဲ့ပြီးအလိုမကျဖြစ်နေရကြောင်းလွတ်နေတဲ့နေရာကစာအုပ်ကိုချက်ချင်းဝယ်ကဖြည့်ခဲ့ပါတယ်မီနီမဲလစ်ကတော့ကျေးသားတွေကိုအလုံးလေးတွေလုံးကပြစ်ထားခဲ့ပြီး group chat ထဲမှာတော့တက်ရတာပြောရကောင်းမိမယ်စော့ကဖြည်းဖြည်းချင်းတက်ကြဖို့အကြံပေးနေပါတယ်ဘူတန်ကတော့လူကိုဆာဂါမိုတိုတို့နဲ့ထားခဲ့ပြီးဆလာကိစ္စစုံစမ်းဖို့ထွက်သွားကလွတ်နေတဲ့၄ကောင်ကမာဖီးယားတွေကျေးသားတွေနဲ့မတူတဲ့စိတ်သက်ကောင်တွေဖြစ်တာကြောင့်သတိထားဖို့မှာခဲ့ပါတယ်ဆာဂါမိုတိုတို့ကတော့သတင်းဌာနဖြစ်တဲ့မြေအောက်ရုပ်ရှင်ရုံစီသွားခဲ့ကြပြီးအရင်ရက်ကလွတ်သွားတဲ့စိတ်သက်၄ကောင်အကြောင်းကြည့်ကျင်တယ်လို့ပြောခဲ့ရကြောင်းစိုက်ကိုဟော်ရာကန်မှာရှိတယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်ကြည့်ရမယ့်အခွေတွေရှင်းကသွားရေးခဲ့ပြီးဆာဂါမိုတိုကတော့ရန်10သိန်းကျော်ကိုကက်နဲ့ရှင်းခဲ့ရပါတယ်လမ်းမတစ်ခုပေါ်ကကားတစ်ခုထဲမှာတော့အိုရာဖွဲ့ဝင်တွေစုနေကြပြီးရှိဘကခွေရပိုင်းဂျေကလူတွေကိုလိုက်တက်နေတဲ့လူရန်ကားတွေရှိနေပြီလို့ပြောနေပါတယ်ပရိုကတော့တေမင်းကြတာပဲဖြစ်ဖြစ်စိတ်သက်ပဲဖြစ်ဖြစ်နေကြော်ပြီးတင်တိုင်းကျဲရင်တော့ရှင်းရမှာပဲလို့ပြောနေချိန်အိုဆာရာဂီကလမ်းမသွားအကြောင်းလမ်းစုံကိုရောက်အောင်နောက်ပြန်ညီမောင်းခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရင်ကောင်တစ်ကောင်ကကားထဲမှာဝဲနေရကြောင်းအိုရာရဲ့တဆေးလို့တင်စားခေါ်ကြတဲ့တာကာမူရာကရင်ကောင်ကိုဓာတ်နဲ့ပိုင်းလိုက်ပြီးကားပါအထက်ပိုင်းပြစ်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့လမ်းထဲကလူရှင်းတဲ့တနေရာမှာဆာဂါမိုတိုကဟစ်စကဲကိုတနက်ပြစ်စွမ်းရီတိုးတက်ဖို့လေ့ကျင့်ပေးနေချိန်ရှင်းရောက်လာကဘလောက်ပဲပြင်းစင်နေပါစေတေနေစီရင်တေးမှာပဲလို့ပြောကဓာတ်နဲ့ထိုးခဲ့ပြီးဆာဂါမိုတိုကလည်းဘာကြောင့်ရှိလို့လဲနာဂူမိုလို့မေးခဲ့ပါတယ်အဲ့ဒီအခါမှာတော့နာဂူမိုကပုံမြန်ပြောင်းသွားခဲ့ပြီးတေမင်းရအကျဉ်းသားတွေသတင်းနိုင်နေတာကိုတီးကြောင်းနဲ့အဲ့ကိစ္စကိုအိုရာကအမြင့်ဖြစ်မှာမို့အေးအေးသေးသေးဈေးရောက်မှာလို့ပြောခဲ့ပါတယ်ဆာဂါမိုတိုကတော့ဆလာနဲ့ပတ်သက်ပြီးသိရဖို့အိုရာရင်လည်းမှုရယူဖို့လိုကြောင်းပြောနေချိန်နာဂူမိုကတင်မင်းရအကျဉ်းသားတွေကိုလောအပ်ထားတဲ့ဇယားကိုပြခဲ့ပြီးဆာဂါမိုတိုကဘီအဆင့်မှာပဲရှိကြောင်းနဲ့သူကတော့အဆင့်မှာရှိတယ်လို့ပြောခဲ့ပါတယ် ABCD Randy ကတော့ကျေးသားရဲ့အရေးချင်းပုံမူတည်ပြီးပေးတာဖြစ်ကအဆင့် A မှာရှိတဲ့သူတွေကအကျွမ်းကျင်ဆုံးကျေးသားတွေဖြစ်ကြပါတယ်အတော်ဆုံးဖြစ်တဲ့သူနှစ်ယောက်ရဲ့ Randy ကနေချောင်းကိုကြားတဲ့အခါမှာတော့ဆာဂါမိုတိုလည်းမျက်မှန်ကွဲရတဲ့ဒီအန်ဟောသွားခဲ့ရပါတယ်နောက်တစ်နေ့မှာတော့ရှင်းတဲ့လူကဆိုင်ကိုပြင်ဆင်မှုလိုအပ်တဲ့ပစ္စည်းတွေဝယ်နေပြီးလူကကြောင်တွေကိုကြည့်ကမပြန့်ကျင်ဖြစ်နေရကြောင်းပြန်မှုရှင်းကတင်းခုန်နေချိန်ရှင်းကိုဝင်တဲ့တယောက်ကခွေးလေးတွေလာပြခဲ့ပါတယ်လူနဲ့ခွေးလေးတွေကိုကြည့်ရင်မပြန်နိုင်တော့တဲ့သူကရှင်းပြက်ကလူကအတင်းပြန်ဖို့ပြောတဲ့အချိန်မှာတော့ဆိုင်ထဲမှာထူးဆန်းတဲ့အရာတခုဖြစ်သွားခဲ့ပါတယ်အဲ့ဒါကတော့ဆိုင်ထဲကတရိတ်ဆန်နေနဲ့ခွေးတွေကတစုံတစ်ခုကိုရန်ပြုတ်နေပြီးရန်ပြုတ်တဲ့နေရာကိုကြည့်တဲ့အခါမှာတော့စောကိုတွေ့ခဲ့ကြပါတယ်စောကဆာဂါမိုတိုကိုမတက်ခင်သူ့ရဲ့မိသားစုကိုအရင်တက်မယ်လို့ပြောကရှင်းကိုပစိမ့်နဲ့ခုတ်ခဲ့ပြီးအရင်ဇက်ကောင်တွေအချိန်မရှိဘူးလို့ပြောခဲ့ပါတယ်အဲ့နောက်ရှင်းကပြန်ပေါ်လာခဲ့ပြီးစောကလည်းပိုင်းလိုက်နိုင်ပြီးထင်ပေမဲ့ခုတ်လိုက်တဲ့အချိန်မှာတန်တီနဲ့ကလိုက်တာပဲလို့ပြောခဲ့ပါတယ်စောကသူ့ကိုပေးထားတဲ့စီးရင်ထဲမှာတော့လူကစီရန်ဖြစ်ပြီးရှင်းကဒီရန်လို့ပြောခဲ့ရကြောင်းလူရဲ့အဆင့်တက်နှိမ့်နေတဲ့အတွက်ရှင်းကစီးရင်မနေပြီးထင်တယ်လို့ပြောခဲ့ပါတယ်လူနဲ့ရှင်းကမင်းကိုမသိမရှင်းလုပ်ပြီးမှငါးဆင့်ကိုပြင်ခိုင်းမယ်လို့ပြောကစောစီကိုပြေးခဲ့ပြီးစောကခုတ်တဲ့အချိန်မှာတော့ရှင်းကစိတ်ဘက်ကရှောင်လိုက်ပြီးကန်လိုက်ပါတယ်ဒါကြောင့်စောကအိတ်ထဲကကျိုးတက်ထားတဲ့ပစိန်ကိုထုတ်ခဲ့ပြီးရှင်းကစိတ်ဘက်တဲ့အချိန်မှာတော့စိတ်တစဆန်တဲ့အငွှက်သက်နဲ့တတ်မယ်ဆိုတဲ့စကားကိုပဲကြားခဲ့ရကြောင်းလူကိုခေါ်ကထွက်ပြေးခဲ့ပြီးစောကလည်းအဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ်ဒီလိုနဲ့တနေ့ရောက်မှတော့လူကိုကယ်ရင်ရှင်းလဲခါနာတော့မှာရှက်ထိသွားခဲ့ပြီးစောကလည်းငါးစိတ်ထဲမှာအရန်ကိုရိုးရှင်းပြတ်သားနေတယ်မလားလို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလူကတန်မိုကန်နဲ့ပြစ်ခဲ့ပြီးစောရဲ့ခြေထောက်ကိုထိသွားကစောကလူဘက်ကိုလှည့်ကစကားပြောတဲ့အချိန်ရှင်းကဂက်ဘူးကိုတုံးကမီးနဲ့မှုတ်လိုက်ပါတယ်ဒါပေမဲ့စောကဒဏ်ရာနေခင်ရရုံပြဘာမှမဖြစ်ခဲ့ရကြောင်းတန်မာလွန်းနေလို့တွေးနေချိန်စောကဂက်စ်ကိုပစိမ့်နဲ့ဖောက်ကမီးပွန်းအောင်လုပ်လိုက်ပြီးဖောက်ခွဲလိုက်ပါတယ်ဒါကြောင့်လူကရှင်းကိုကာခဲ့ပြီးမှောက်သွားခဲ့ရကြောင်းရှင်းကလည်းသူမတန်မာလို့ဒီလိုတွေဖြစ်ရတာလို့စိတ်ထဲကနေရေရွတ်နေပါတယ်ဆာဂါမိုတိုကတော့ရှင်းတို့ကြာနေကြောင်းကိုဟစ်စကဲကိုပြောခဲ့ပြီးဟစ်စကဲကလည်းစိတ်မပူပေါ်နဲ့ရှင်းကအရန်တော်ပြီးခမရရဲ့ပါတနာပဲမဟုတ်လားလို့ပြောခဲ့ပါတယ်ဆာဂါမိုတိုကတော့ရှင်းကလားလာရှိပေမဲ့တကယ်သေရေးရှင်ရဲ့တွေ့ကြုံအခုထိမရှိသေးဘူးလို့ပြောခဲ့ပါတယ်ဈေးဝယ်စင်တာမှာတော့စောကရှင်းကိုအဆက်မပြတ်တိုက်ခိုက်ရင်လဲကျနေတဲ့ရှင်းကိုကြည့်ရင်အရန်ကိုစိတ်ပြက်မိကြောင်းနဲ့ရထားတဲ့အစွမ်းကမိုက်ပေမဲ့လူကအသုံးမကျဘူးလို့ပြောခဲ့ပါတယ်အဲ့နောက်စောကမင်းကိုတက်ပြီးရင်ဆာဂါမိုတိုမိသားစုကိုထပ်တက်ပြီးမိသားစုကိုဆုံးရှုံးလိုက်ရတဲ့ဖခင်တယောက်ရဲ့ခံစားချက်ကိုမြည်စမ်းနေတယ်လို့ပြောခဲ့ပါတယ်ရှင်းကလည်းဆာဂါမိုတိုရဲ့ပုံရိပ်ကိုမျက်လုံးထဲမှာမြင်အောင်ရင်သွေးတွေအပြောင်းလဲဖြစ်လာကအနားကိုစောကက်လာပြီးခုတ်တဲ့ချိန်မှာတော့လျှက်တစ်ပြက်ရှောင်လိုက်ပြီးစောနောက်ကိုရက်ကအင်ကြီးကိုချွတ်ခဲ့ပါတယ်စောကလည်းရှင်းကိုထက်ခုတ်ခဲ့ပြီးရှင်းကပစိန်ကိုကင်ထားတဲ့လက်ကိုကရင်ဘက်ကိုတိုးလိုက်ပြီးစောလဲထိုင်ချသွားခဲ့ပါတယ်ရှင်းကတော့မင်းရဲ့အနာဂတ်ကိုငါမြင်သွားပြီလို့ပြောခဲ့ပြီးစောကလည်းထက်ခုတ်ခဲ့ပြီးမှရှင်းကရှောင်ကရင်ဝါကိုထက်ထိုးခဲ့ပါတယ်တကယ်တော့ရှင်းကစောရဲ့လှုပ်ရှားမှုတွေကိုကြိုမြင်နေခဲ့တာပဲဖြစ်ပါတယ်
ရှင်းကမင်းကြောင့်ငါရဲ့ကိုယ်ထဲကစွမ်းရည်အသစ်တစ်ခုကိုရှာတွေ့သွားပြီမို့ကျေးဇူးတင်တယ်လို့ပြောကငါမိသားစုကိုဘယ်သူမှမထိစေရဘူးလို့ပြောခဲ့ပြီးတိုက်ခိုက်ခဲ့ပါတယ်